Leafy နဲ့ English တင်မဟုတ်ဘူးအခြားဘာသာစကား12မျိုးကို speaking practice လုပ်လို့ရပြီဆိုတာသိပြီးပြီလားဒီနေ့မှာတော့ Leafy ရဲ့အမိုက်စာ update feature တွေကိုပြောပြသွားပါမယ်ပထမဆုံး Leafy မှာဘာသာစကား12မျိုးရှိတဲ့အတွက်ကိုလေးကြည့်ချင်တဲ့ language ကိုရွေးချယ်လို့ရပါတယ်ပြီးတော့ Leafy မှာ learning goal ကိုရွေးချယ်လို့ရပါတယ်ကိုက speaking ကိုဘာအတွက်လေ့ကျင့်ချင်တာလဲဆိုတာပေါ်မူတည်ပြီးတော့ travel career study living abroad နဲ့ communication လိုမျိုး goals တွေကိုရွေးချယ်နိုင်ပါတယ်ပြီးတော့ကိုယ့်ရဲ့ language level ကိုလည်းရွေးချယ်နိုင်ပါတယ် absolute beginner ကနေ fluent level 5ခုရှိပါတယ်ကိုရွေးချယ်ထားတဲ့ learning goal ပေါ်မူတည်ပြီးတော့မတူညီတဲ့ categories နဲ့ topic တွေပေါ်လာမှာပါ topic တစ်ခုစီမှာတော့ speaking တိုးတက်ဖို့အတွက်လိုအပ်တဲ့ shadowing paraphrasing နဲ့ role play ဆိုတဲ့ exercise 3ခုပါဝင်ပါတယ် shadowing လုပ်ပြီးတဲ့အခါမှာ Leafy ကသင်ရဲ့ pronunciation နဲ့ intonation ကို analyze လုပ်ပြီးတော့ paraphrasing ပြီးတဲ့အခါမှာ vocabulary usage ကို analyze လုပ်ပေးပါတယ် role play ပြီးတဲ့အခါမှာလည်း fluency နဲ့ confidence ကို analyze လုပ်ပေးပါတယ်ဒါတင်ပဲလားဆိုရင်တော့မဟုတ်ပါဘူး exercise မလုပ်ချင်ဘူးဆိုလဲ Leafy မှာ AN creator 9ခုရှိတဲ့အတွက်ကြောင့်မလို့ကိုကြိုက်တဲ့ creator ကိုရွေးချယ်ပြီးတော့ free conversation နဲ့လေ့ကျင့်နိုင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲကိုလေ့ကျင့်ချင်တဲ့ဘာသာစကားကိုရွေးချယ်ပြီးတော့ Leafy နဲ့လေ့ကျင့်လိုက်ပါ